ငါသိပါတယ်မိုးထက်ရငါလည်းစာအုပ်တေချာစူးစမ်းပြီးတော့ဖြေတာပဲလေကွာကြက်သားသမျှစာရင်မှတ်မရတော့ငါလည်းဘယ်လိုလုပ်တတ်နိုင်မှာလဲကွာငါကပညာရေးကံမပါတာနေမှာပါမဟုတ်ကထပ်ပြီးလို့ရတယ်ဒါပေမဲ့မိမိပတ်စံကိုတုံးတတ်တယ်ပတ်စံရှာတတ်ဘူးလေလူတွေ ချော့တာ အမေဒီပတ်စံ တားတို့ပြင်သွားရင်လိုအပ်တာဝယ်အောင်လို့လေ ဟုတ်မယ်တောင်းဝဲပြီးတော့ဆိုပြောစရာကြီးနော်ဟုတ်ကဟမ် မင်းဘာပြောလိုက်တာလဲငါမကြားလိုက်လို့ ဘယ်ကြားမလဲမင်းကောင်မလေးလိုက်ကြည့်နေဟုတ်တာ မင်းကလည်းကွာကြည့်ရမှာပေါ့ကွာဒီနေ့ကဆောင်းဝဲနောက်ဆုံးရနေတယ်ကွာငါမှဒီနေ့ပဲသူတို့ကြည့်ရအောင်ပါနောက်ဆိုရင်ကြည့်စရာဆိုလို့မင်းမရှိတော့မှာလေဟုတ်ကရောက်မောနေမှာကြီးတောက်လာ အိုးကျေးဇူးတင် ငါဒီနေ့ဘာသာတော်တော်ဖြေနိုင်တယ်မင်းရောဖြေနိုင်လား ထုံးစံတိုင်းပဲကွာဖြေနိုင်တယ်လည်းမဟုတ် ထုံးစံအတိုင်းပဲဆိုတော့မဖြေနိုင်ဘူးလားဟောဟုတ်ကမမေကလေငါတို့မိဘမဲ့ကြောင်းကနေမွေးစားဖို့ခေါ်လာကနေကငါတို့ပညာရည်ကြီးဖြစ်ဆိုင်ရှင်ရလေကွာ ငါသိပါတယ်မိုးထက်ရငါလည်းစာအုပ်တေချာစူးစမ်းပြီးတော့ဖြေတာပဲလေကွာကြက်သားသမျှစာရင်မှတ်မရတော့ငါလည်းဘယ်လိုလုပ်တတ်နိုင်မှာလဲကွာငါကပညာရေးကံမပါတာနေမှာပါ ကံပါရမပါနဲ့ဘာဆိုင်လို့လဲမင်းကစားတဲ့စိတ်ဝင်စားအဲ့တော့စားဘယ်လိုလုပ်မှမမှာလဲ အေးပါမင်းကညံကောင်းတဲ့ကောင်ဆိုတော့မင်းပြောရရှိတာပေါ့ကွာငါတော့မင်းတော့မှမဟုတ်တာမင်းပြောသမျှခံရတော့မှာပေါ့ ငါမင်းကိုစောင့်ဝဲဖြေနိုင်စီလို့ပြောနေရလေကွာဟုတ်ကဟုတ်ကဟုတ်ကငါ့ကိုစိတ်ဆိုးသွားလားစိတ်မဆိုးပါနဲ့ငါမင်းကိုစောင့်ဝဲဖြေနိုင်စီလို့ပြောနေရဟာဟုတ်ကဟေ့ရဟေ့ရဟာဘာရလဲ မင်းကရီရတာပေါ့ကွာရီမှာပေါ့ကွာကဲဟာမီလာပေးတော့အေး အေးလာတာ မေမေဒီနေ့ဆိုင်မှာပြင်မလာလား ပြင်မဲနာပေါ့တားရဲ့မိလည်းတက်ကြီးလာပြီဆိုတော့ရင်လိုစီးပွားလို့အဆင်မပြေတော့ဘူးငါသားတို့နှစ်ယောက်လည်းဆောင်မပြီးပြီဆိုတော့ဈေးရမေးဆိုင်လေးကိုဦးစီးခိုင်းရတော့လေ စိတ်ချပါအမေရဲ့တောင်းညာလုံးဆောက်မွဲပြီးဆိုတော့အမေရဲ့ဆိုင်လေးကိုတောင်းညာလုံးဦးစီးပေးမယ်နော် ဒါနဲ့ဒီသားတို့နှစ်ယောက်ဆောင်မဖြစ်နိုင်ရဲ့လား ။အော်ဖြေနိုင်တာဗောအမေကလည်းတားတော့အမေသားတွေပဲဟုတ် ဒါဘောသားတို့ကတော်ပြီးသားပါအဲ့ဆိုသားတို့ခဏနားလိုက်အောင်လေအမေလည်းနားလိုက်တော့မယ်နော် ဟုတ်အဲ့ဆိုရင်အမေခဏအိတ်လာအောင်လေနော်အမေနိုးလာရင်စားဖို့အတွက်ဒါအမေကြိုက်တဲ့ဟင်းတွေချက်ထားမယ် အမလေးဒီနေ့တော့ငါသားချက်တယ်ဆိုတော့စားကောင်းပါပဲဟိ ဟုတ် ကဲအဲ့ဒါမေ အဲ့ တော့ ဆိုနားလာနော် ရေးပါရေးပါသား ဟူးငါတော့ဒီနေ့ညစာကိုလမ်းထိပ်ကဆိုင်မှာပဲဝယ်စားရတော့မယ်ထင်တယ် ပြီးရောငါချက်မှလာမစားနဲ့နော်
မစားပါဘူးကွာမင်းချက်တာကောင်းမှမကောင်း ဟဲ့ရ တတိုက်ကိုလည်းလက်ဖက်နည်းနည်းစားခြင်းလေ ဟုတ်ကဲ့ကိုတော့မကန်ကောလည်းစားခြင်းနဲ့ဆိုလို့တသက်ခုလက်ဖက်တုပ်ပေးနေရ ဟမ်မိမိကညစာစားပြီးသွားပြီလား ဟုတ်ကိုတော့မကန်ကောကဒီနေ့စောစောပိုင်းစားရဆိုပြီးတော့စောကြီးစားသွားပြီ တက်တက်ရဲ့မင်းမြန်လာပါအမဒီမှာလက်ဖက်စားချင်နေပြီ လာပါပြီမကန်ကောရဲ့မကန်ကောလည်းတအားစားနေတာပဲနော်ဖုံမြန်းဝင်နေလားမသိ မင်းကို့အမကိုဘလို့ပြောစားလိုက်တာတော့ ကတော့ပါတသက်ကမကန်ကောဘိုက်တွေအောင်ပါဆိုလို့ပြောတာပါ အေးစကားကိုအဲ့လိုဒဲရိုးကြီးပြောနော်နင်ဒီတက်တက်ယောက်ျားမြပဲပြိုကြီးဖြစ်မှသိလား အာမကန်ကောကလည်းတသက်ကယောက်ျားမျိုးပါဘူးနော် ပြောထားယောက်ျားနောက်လိုက်သွားလို့အဲ့နင်ငါကိုယ်တိုင်တုံးနဲ့လိုက်ရိုက်မယ် အာမကန်ကောလည်းဘာပြောနေမှလည်းမသိခဲရနော်ကိုတော့ ဟေးလက်ဖက်တုပ်တွေအများကြီးမစားနဲ့လေညအိမ်မပြောဘဲနေမိမယ် ဟုတ်ကိုကြီးဟိုလေ ဟမ် မီးကိုမုံဘုန်းနဲ့လောက်ထပ်ပေးပါလိုက် ခုတနေ့ကပေးတာအကုန်ပြီလား ကောင်းသွားပြီဟာမီးဖုန်းတက်ဝယ်လိုက်တာလေလာလား လာပါလားမဟုတ်ဘူးကထပ်ပေးလို့ရတယ်ဒါပေမဲ့မိမိပတ်စံကိုသုံးတတ်တယ်လို့ပတ်စံရှာတတ်ဖို့လည်းလိုတယ်နော်မိစိတ်ကောက်တော့လားဟာမိတကယ်ကြီးစိတ်ကောက်တော့လားကိုကြီးကမိမိကိုအရင်ထက်မဟုတ်ဘူးနှစားပို့ပြီးမလို့လေမိမိကစိတ်ကောက်တယ်ဆိုတော့လေဘယ်တတ်နိုင်မှာမလဲလေ စိတ်မကောက်ပါဘူးမမီးကဘာလို့စိတ်ကောက်ရမှာလဲဟုတ်ပြီ ပေးပါဦးဘာလို့ပေးရမှာ ဟာကိုကြီးနော်မုံဘုန်းမပေးဘူးဆိုရင်တော့တကယ်စိတ်ကောက်လိုက်တော့မှာ ဟာချင်းချောက်တာလားကြောက်လိုက်တာကဲပါစိတ်တော့မကောက်လိုက်ပါနဲ့ပါနော်မဟုတ်ပြီမခဏနေလိုက်တော့ ဖြည်းဖြည်းခဏကို အမတ် Orange One Serum ဆိုရင်ထိုင်းနိုင်ငံမှာအရေးသွေးမြင့်ထုတ်လုပ်ထားပြီးထိုင်းနိုင်ငံရဲ့အသိအမှတ်ပြုတရားဝင် FDA လက်မှတ်လည်းရရှိထားတဲ့အတွက်စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။အမတ် Orange One Serum က water type အမျိုးအစားဖြစ်လို့စိတ်ကမှုလုံးဝမရှိတဲ့အပြင် wet ချန်တဲ့အမဲဆန်များကိုတက်တာပြောင်းတင်စေပါတယ်။ Vitamin B3 နဲ့ Hyaluronic acid ပါဝင်တာကြောင့်မျက်နှာကိုကြည်လင်ဖြူဝန်းစေတဲ့အပြင်အရေးကြောင်းများကိုတက်တာစေပြီးအရွယ်တင်တင်းရင်းနှုတ်ပြလှပစေပါတယ်။ Amplat Orange One Vitamin Abutin Serum လေးကိုဝယ်ယူလိုပါက comment မှာပေးထားတဲ့ Amplat မြန်မာ Facebook page ကနေတစ်ဆင့်တွားရောက်ဝယ်ယူနိုင်ပါတယ်ရှင်။ Amplat
မေစားလို့ရည်နော် အေးတာ အမေဟိုကများများစားနော်နောက်မှအများကြီးရှိသေးတယ် အေးတာတောက်တစ်ခါဝင်စားလိုက်လေ တော့မစားသေးဘူးဥက္ကနူရာကိုစားလာအောင်မယ်အမေပဲရင်စားနိုင်နော် အေးတာအမေဘာပြောကြရှိလို့လဲ ဟုတ်အမေမနှက်ဖန်တောက်တင်ငယ်တော့ရအဲ့ဒါအပြင်သွားခြင်းလို့တာမေးရှာခွင့်တောင်းခြင်းလို့ စမပြီးမှတော့လဲရမှာပေါ့သားရဲ့အမေစီခွင့်တောင်းကြမလို့ပါဘူးသားတို့သွားလိုက်ရင်သာဂူးဆိုင်သွားကြနော် ဟုတ်မေ အဲ့ဒါဆိုလည်းမေဆိုင်သွားလိုက်တော့မယ်သွား ဟုတ်မေ ချော့သား အမေဒီဘက်စာ သားတို့အပြင်သွားရင်လိုအပ်တာဝယ်အောင်လို့လေ ဟုတ်မေ မေဆိုင်သွားပြီလား သွားပြီသား ဟုတ်တဒါ ဒီကဲနော်သား ဟုတ်ကဲ့ တတအမေ အေးသား ဟယ်လို ဟယ်လိုဟုတ်ကငါအကြည့်စင်ခိုင်ငါတို့ဆောင်မွေးပြီးတော့အပြင်သွားမယ်ပြောထားတာလေအဲ့ဒါငါတို့ဘယ်နေ့သွားမှလဲလို့လမ်းမေးရ ဟယ်လိုဟုတ်ကဲ့ပါ ဟမ်မိုးထက်ဟုတ်ကရောငါနေပြောအနေနဲ့ဘယ်ရောက်သွားတာတော့ သူကဘိုက်စာလို့တဲ့ထမင်းစားနေရဘာလို့တော့ ငါတို့ဆောင်မွေးပြီးတော့အပြင်သွားမယ်ပြောထားတာလေအဲ့ဒါကိုငါဘယ်နေ့သွားမှလဲလို့ဟုတ်ကရောလမ်းမေးရငါ့ကိုဘာမှလည်းပြန်မဖြေဘူး အဲ့ကိစ္စငါနေ့ရှိကိုဒီနေ့ပဲဖုန်းဆက်မလို့ဟာငါအမေကိုပြောပြီးသွားပြီမနှက်ဖန်သွားမယ်လေနော် မနေ့ဖြန်အေးအဲ့ဆိုငါမနေ့ကလေးကပြင်ဆင်ထားလိုက်မယ်ငါ့ကိုအိမ်မှာပဲလာခေါ်ပြီးနော် အေးဟုတ်ပြီအဲ့ဆိုမနှက်ဖန်ကြရင်ငါဝင်ခေါ်လိုက်မယ်နော် ဟုတ်ပြီတတ အေးဒါပဲနော်